အားလုံးပဲမင်္ဂလာပါဟုတ်ပြီတဲ့အင်းကောင်း ဟုတ် အင်းကောင်းစိတ် အင်းကောင်းရောက်နေတယ်တဲ့ဟဲဟိုကအင်းကောင်းဆယ်ကိုရောက်လာပေါ့အဲ့မှာခကြီးတုတ်တွေခကြီးကြော်တွေစားရတာပေါ့နော်အင်းကောင်းမှာခယူးစုပ်နေတာခယူးပြုတ်မာလာခယူးချက်အချီရှယ်ပဲ